လူချင်းနဲ့အောင်မြင်မှုနဲ့ပတ်သက်လို့လှုပ်ဆောင်လို့ရဖို့အတွက်ဆိုရင်ကျွန်တော်တို့အချိန်တိုင်းတာတစ်ခုတည်းလိုအပ်တယ်။အဲ့တော့အရေးကြီးဆုံးအချက်ကတော့ဘာလဲဆိုတော့အခုဘာကူလူချင်းတာလဲဆိုတာကိုတိတိကျကျသတ်မှတ်ဖို့လိုအပ်တယ်။တိတိကျကျသတ်မှတ်ပြီးသွားပြီဆိုရင်အရေးကြီးဆုံးသောအချက်လေးတစ်ချက်ရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ကိုလူချင်းတဲ့ဟာကိုတိတိကျကျပုံဖော်ပြီးတော့စာရိချရေးထားဖို့။ဒါရိချရေးထားတဲ့အခါမှာကိုအိယာနိုးတဲ့အခါမှာမြင်နိုင်တဲ့နေရာမှာချရေးထားတဲ့နဲ့ကိုအိယာနိုးတဲ့အခါမှာမြင်နိုင်တဲ့နေရာမှာအဲ့စာကရှိနေတယ်။သို့မဟုတ်အဲ့ပုံရိပ်ကအဲ့ပုံရိပ်ဆိုတဲ့နေရာမှာစာအတိအကျရှိတဲ့နဲ့ကျွန်တော်ဘာလို့ခြင်းလဲကျွန်တော်မှဘာလို့ခြင်းလဲငါဘာလို့ခြင်းလဲငါဒီနှစ်မှာဘာဖြစ်ခြင်းလဲဒါလေးကိုချရေးတင်တယ်ချရေးပြီးသွားပြီဆိုရင်ကျွန်တော်တို့အဲ့ရနဲ့ပတ်သက်တဲ့ပုံလေးကတ်ထားတယ်ကတ်ထားပြီးသွားပြီဆိုရင်အဲ့ဒါကိုမနဲ့မိုးလေးနိုင်ကြည့်မယ်လို့အဲ့ရင်ကျွန်တော်တို့ဒီနည်းနည်းလေးယူတွတ်လေးပေါ့ပါဇက်ကစူကြည့်တာမျိုးလုပ်ဖြစ်နေတယ်ငါလိုချင်တာပါငါလိုချင်တာပါဥပမာဒီမှာဒီဗီဒီယိုကြည့်နေတဲ့ဒီမိတ်ဆွေတို့ကလိုချင်တဲ့အကြောင်းအရာတွေကပညာရေးတစ်ခုဖြစ်နေတယ်အဲ့ပညာရေးကကိုယ်နဲ့အလံဝေးနေတယ်လို့ထင်တယ်လိုချင်တဲ့ဆိုတဲ့ကိုမရသေးလို့ပဲဖြစ်တယ်အဲ့ဒီဟာကိုကျွန်တော်ဘာလို့ကြည့်မလဲရွတ်ကြည့်မယ်အဲ့ပညာရေးနဲ့ပတ်သက်လို့ကိုလိုချင်တဲ့အရာငွေအမောင်းတစ်ခုဖြစ်နိုင်တယ်ဒါဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရွတ်မယ်အဲ့တော့ရွတ်နေုံနဲ့ပတ်စံရနိုင်လားဆိုတော့ရွတ်နေရင်နဲ့ပတ်စံရနိုင်ကြီးသို့မဟုတ်ကိုလိုချင်တဲ့အရာကိုရနိုင်ကြီးရှိတဲ့အကြောင်းအရာတွေကိုစဉ်းစားလာနိုင်မယ်စဉ်းစားလာရင်လည်းမှကျွန်တော်တို့ဘာဖြစ်လက်တွေ့လှုပ်ရှားမှု action ဆိုတာဖြစ်လာတယ်အဲ့တော့တစ်ခါတရံမှာကျွန်တော်တို့ကဒီပုံပေါ်ကြည့်နိုင်တဲ့အရာတစ်ခုကကိုလိုချင်တဲ့အရာတစ်ခုကိုရဖို့အတွက်အကောင်းဆုံးသောကျွန်တော်တို့တွေးခေါ်မှုတစ်ခုဖြစ်တယ်အဲ့တွေးခေါ်မှုကနေမှတစ်ဆင့်တပြေးပြေးနဲ့အဲ့ဒီကနေနီးစပ်တဲ့အရာတွေကိုသူကလိုက်လို့လာတယ်လိုရင်းနဲ့မှကိုလိုချင်တဲ့ပန်းတိုင်ကိုရမယ်ဆိုတာအတိအကျဖြစ်တယ်အဲ့တော့ကျွန်တော်ကြံပြီးကျင်တာကကိုလိုချင်တာရှိရင်ချရေးမယ်နေရာမှာကတ်ထားမယ်ပြီးရင်အဲ့ဒါကိုလေးတူကမနဲ့မိုးလေးနိုင်ကြည့်မယ်အကောင်းဆုံးကတော့ညအိယာဝင်ကဒီလေးပါကြည့်ပြီးမှဆိုတော့ပို့ပြီးတော့ကောင်းတယ်အားလုံးပဲကျေးဇူးတင်ပါတယ်